Hello အားလုံးပဲမင်္ဂလာပါရှင်။ Can you hear me channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာအခန်းလေးကိုဖတ်ပြမှာဖြစ်ပါတယ်ရှင်။အခန်းလေးမမတသက်မှာတစ်ချိန်မှမိတ်ကပ်ရောင်စုံတွေမျက်နှာလင်းချေချာမျိုးတွေအလှပြင်တာမျိုးတွေဝါသနာမပါခဲ့တော့အလှလည်းမပြင်ခဲ့ဘူး။မမရဲ့မျက်နှာကအမြဲပဲပြောင်းတလင်းရှိနေပြီးတော့အညိုရောင်ရင်းရင်းစတော်ဘယ်ရီရောင်ရင်းရင်းလိမ္မော်ရင်းရင်းနဲ့ပြည့်ပြည့်ဖောင်ဖောင်နှကန်းတစ်ခုသာပြောင်ရှင်းနေတဲ့မျက်နှာပေါ်မှာထင်ရှားနေတတ်တာမမရဲ့မူပိုင်ဟန်ပဲဖြစ်တယ်။မျက်ကုံးမွေးတွေကလည်းတွေ့တန်းနဲ့မောင်ပြီးတော့မျက်တောင်ပေါ်မှာအပေါ်မျက်တောင်ရောအောက်မျက်တောင်တွေပါခက်စိတ်စိတ်မဲနဲ့ထူနေတဲ့အတွက်ကြောင့်မို့လို့မမရဲ့မျက်လုံးတွေကနတ်မောင်းရှုံညွတ်ပြီးတော့နတ်မောင်ရှုံညွတ်ကအရေးတလက်လက်နဲ့ဆိုနေတတ်တယ်လို့မြင်သူတိုင်းကပြောကြတယ်။မမရဲ့နားထဲကလည်းချုံမြတ်မြတ်ကလေးထင်ရှားပြီးတော့နှာတီးပြားကလေးမှာလည်းလုံးတလို့ကော့မလို့အဲ့လိုမျိုးလေးဖြစ်နေတဲ့ဟာကတော့အထူးခြားနေရမမကသူ့ရဲ့နှကန်းကိုထူလုံးနဲ့ဟူဆိုချင်တော့လေမမရဲ့နှကန်းထူပြေးပြီးကဖောင်းကြွနေတဲ့အတွက်ကြောင့်မလို့မမလှခြင်းဖြစ်တယ်လို့ပြောတဲ့သူကပြောကြတယ်။တေးကြတာကတော့မမလှတောင်ကိုအတိအမှတ်ပြုချီးမွမ်းမွမ်းနေတဲ့သားမမကိုစိတ်စိတ်ပင်ရှိမနေတတ်တဲ့လောကမှာညီတူသားတယောက်တော့ရှိနေတယ်။မမရဲ့လှကိုညီတူသားအနှောက်ယှက်ကင်းကင်းနဲ့ခံစားခွင့်ရဖို့အခွင့်အလမ်းတစ်ခုကတနေ့တော့ပေါ်ပေါက်ခဲ့တယ်။အနောက်ရှက်ကင်းကင်းလို့သုံးရတာကအเจ้าမှမဟုတ်တဲ့အတွက်ကြောင့်မလို့သူမြဲဖက်နေတဲ့သူအာယုံစူးစိုက်မှုတွေအားလုံးကိုသိမ့်ပိုက်ဆွဲယူထားတဲ့စာအုပ်တစ်ခုကိုသူဖတ်နေခွင့်မရတဲ့အတွက်ကြောင့်မလို့ဖြစ်တယ်။ထို့ဖြစ်ပျက်ကမမတို့နဲ့ရောသူနဲ့ပါခင်မင်းရင်းနှီးရဲ့အတန်းတွေကခင်မျိုးကြီးလက်ထက်တဲ့မင်္ဂလာပွဲမှာချန်ထဲမှာညနေပဲကျင်းပတဲ့ပွဲတစ်ခုပေါ်ပေါက်ခဲ့တယ်။အဲဒီမင်္ဂလာပွဲကိုညီတူတာတက်ရောက်မယ်လို့သတင်းတိကျရရှိထားတဲ့မမကအခွင့်အရေးကိုလက်လွတ်မခံမဲနဲ့ညီတူတာကိုဆွဲဆောင်မှုအတွက်အပြည့်အဝသုံးချရတယ်။မန်ရှိမှာ3နာရီကျော်4နာရီနီးပါးမျက်နှာကိုတစ်ခါမှမပြင်ဆင်မချဲတဘူးပဲနဲ့အကြအနာကိုပြင်ဆင်ချဲတနေ။မမရဲ့မျက်နှာကအလှပြင်မိရဲ့အခါမှာမိတ်ကပ်သားနဲ့ကျွေရုပ်တရုပ်လိုမျိုးပြောင်းလဲတောက်ပတ်ပြီးအသိလှနေတယ်လို့ကိုမြင်မိရဲ့။ကျောင်းကိုဝင်းနေကြဖိုးရုပ်ဖာရတွဲတိတွဲလောင်းနေမပါဘဲနဲ့မိပွဲတက်တဲ့အဖြူရောင်ပိုးရင်ပုံကြနဲ့ပဒံများနဲ့စိန်ကျဲသီးတွေစစ်တွေကြနနတက်ဆင်ထားတဲ့အနီရဲအသွေးလက်တဲ့ပဒံများလေကျွဲတွေကိုလည်းပဲတစ်ခုတော့အပြည့်ညီရဲတောက်ပါစွာဆင်းလိုက်တယ်။မမရဲ့တောက်ပပပြိုလလအလှတွေပြင်တာကိုတခါမှမတွေ့ဘူးတဲ့အတွက်ကြောင့်မလို့အထူးဆန်းဖြစ်ပြီးအောင်မဆုံးဖြစ်နေရတာကတော့မမေပါဝင်အိမ်မရှိတဲ့တိမ်သားလုံးကမမကိုစိတ်လိုလက်ရနေပဲပြပြတယ်။မမရဲ့ငွေရောင်ပန်းစိတ်ချွန်ပြီးတော့မြင့်လုံးချုံလုံးတဲ့အတွက်ကြောင့်မလို့အနေငယ်တော့ဝေးရတာအဆင်မပြေဖြစ်နေသေးငွေမရောင်လက်ပုံးလက်ကင်အိတ်4000တလုံးကိုဆွဲတယ်ပြီးတော့အလှတွေပြင်ထားတဲ့မျက်နှာကိုမှန်ထဲမှာ2ပတ်3ပတ်ကြည့်ပြီးတော့အကျဉ်းနဲ့ကြည့်နိုင်တယ်ဒီလောက်လှတာကိုတသက်နဲ့တကူမမတော့ပြင်မမြင်ဘူးတမိန်အောင်ကိုခြေဖြစ်ခတ်ခါခြေထိုးရင်းနဲ့မမတော့ဒီနေ့တိတ်လာတာပဲဒီနေ့တော့ညီတူတာမမကိုကြိုက်တော့မှာပဲဆိုပြီးတော့မမတကူလုံးမမသူ့ရဲ့တယောက်တည်းတိတ်လေးရည်ရွတ်နေတယ်အလှရီသိပ်ပြင်ထားတဲ့မမရဲ့ကိုယ်ခန္ဓာကြောရွလေးဖြစ်နေတယ်ကားပေါ်ကိုဆင်းလာတာနဲ့လူအားလုံးရဲ့မျက်လုံးတွေကမမစီကိုကြောက်ရောက်လာတယ်မမကမြင်လွန်းချွန်လွန်းနဲ့ပန်ဆွေဟီကိုတတိထားပြီးတော့ထိန်လျှောက်တယ်မျက်လုံးတွေကညီတူတာကိုအပြင်းထန်ရှာဖွေနေတယ်မမရဲ့လှတွေကိုညီတူတာတွေ့မြင်စေချင်လာပြီလေဟဲမိဆက်တဲလာပါလားမင်းသမီးတယောက်လိုပဲအေးဟုတ်တယ်မိဆက်ဒီလောက်လာတာငါတို့တခါမှမတွေ့ဘူးသေးဘူးတငယ်ချင်းတွေကတယောက်တစ်ပေါင်းနဲ့မမရဲ့အလှကိုချီးမွမ်းနေတဲ့ဆယ်မှာမမညီတူတာကိုစပွဲတစ်ခုမှတယောက်တည်းထိုင်နေတာတရားတွေ့လိုက်တယ်အမေကိုရောကလေးကတိုက်ပေါ်အင်ကြီးဖြူဆွဆွနဲ့ပိုးရုပ်ပစိုးနီညူပြောင်ပြောင်ကလေးနဲ့ခါတိုင်းထပ်ပင်တရက်လက်ပါနေလေဟဲမိဆက်မျက်မှန်အကြံခဲ့တာလားမြင်ရတယ်လားတယောက်ကလမ်းမိတတိပြင်ရောမမအသားရပြုံးလှချင်လို့ဟေးမျက်မှန်တက်လိုက်မမလှရပြင်းလာပေါ်မှာဆိုလို့တိတ်တော့မမြင်အောင်စက်တော်ပါပဲဒါပေမဲ့ဘယ်တက်နိုင်မှမလဲလှချင်တာဟုတ်ပါတိတ်လာတာပဲတော့ခဏလေးမမတီးတယောက်ကိုတော့နှုတ်ဆက်လိုက်အောင်မယ်ပြန်လာခဲ့မယ်မမညီတူတက်ရှိရစပွဲကိုရှောက်သွားပြီးတော့စပွဲမှာဝင်ထိုင်ပြီးတော့ပြုံးပြနှုတ်ဆက်လိုက်တယ်မမပြုံးပြတဲ့တိုင်သူကမပြုံးမနဲ့ခက်တီတီပြင်ကြည့်တဲ့အတွက်ကြောင့်မလို့မမကအိုတိုအတန်တော့ဖြစ်သွားတယ်တယောက်ထဲလားညီတူတက်သူကခက်တီတီပဲအပြေးပေးပြီးတော့တစ်ဖက်ကိုပြန်လှည့်သွားတယ်မမပို့ပြီးတော့ကြောင်တောင်ဖြစ်သွားတယ်ကြည့်စမ်း
မမကတော့ဖြစ်သူ့အတွက်အလှရပြန်လာလိုက်ကသူကတော့မသိတယ်လို့နဲ့လုံနေတယ်မမစိတ်ဆိုးသွားပြီးတော့ခြေုံဆောက်ခက်ဆောင်နဲ့ပြန်ထွက်လာခဲ့မမခြေဆောင်လိုက်တဲ့အချိန်ကျလဲကြရမလို့ဖြစ်ခါငကိုကချုံမြပြီးတော့ခိုင်နဲ့ရိုင်နေတဲ့တောက်တစ်ဖက်ကပြုတ်ထွက်သွားတယ်ဟောတော့ဖဏတောက်ပြုတ်သွားပြီမမကစိတ်ညစ်လက်ညစ်ဖြစ်သွားပြီးတော့ညီတူတာဘက်ကိုမတိမတာခိုးကြည့်မိတယ်အခုမှသူ့မျက်လုံးတွေထဲခုနကလောက်စိန်ကပြတ်တောက်တဲ့အရိပ်ရောင်တော့မတွေ့ရတော့အနှဲငယ်ရင်းနှီးထွေးရဲ့မျက်လုံးနဲ့လှမ်းကြည့်ပြီးတော့ခုနကဘယ်သူမှမသိဘူးခုမှပဲမမိရတယ်စမမကိုမဟုတ်လားဖះကြီးမမမမိဘူးဘယ်မှမိမလဲဒီလောက်ပဲရများပြီးတော့တောက်ဖက်ကိုတောက်ပြုံးအောင်ခြေဆောက်လိုက်တော့မှစမမကိုမမိရတာသိလိုက်ပါတော့မမကတောက်ဖက်တောက်ပြုံးနေရဲ့ဖက်နဲ့ပဲနေတစ်ဖက်မြေတစ်ဖက်နဲ့လမ်းလျှောက်လာပြီးတော့တတိယသွားပြီးတော့တောက်ဖက်ပြုတ်သွားတဲ့တစ်ဖက်ကိုပါတောက်ရှိနေတယ်လို့ပုံစံနဲ့ခြေပြားတစ်ဖက်ထောက်ပြီးတော့ဆက်လျှောက်လာခဲ့တယ်မမရဲ့မူရကိုတတိထားမိတဲ့ငွေချင်းတွေကဝိုင်းရီကြတယ်ညီတောက်ကပြုတ်လဲပြုတ်ချင်စရာပဲတချောင်းစာပဲရှိရအောင်ဒီကြားရဲ့6ယောက်ကလည်းဆောင်လိုက်သေးတယ်ဘလို့တောင်းမှခံနိုင်ရှိမှာမဟုတ်ညီတူတာရှိမှဖြစ်ရတယ်ဟဲ့မမရှောက်လိုက်တာဒါပေမဲ့ညီတူတာသူမမကိုမမိဘူးတဲ့မမမှာစိတ်တူပြီးတော့တောက်ပြုတ်သွားတော့မှပဲမမကိုသူမမိသွားတာလေဒါမြတ်ပဲမမနမနိုင်တာကိုသူကောင်းတတိထားမိနေပြီနင်းနေအောင်မမရဲ့မျိုးနဲ့နေချင်းသွားတဲ့အတန်းကိုတငယ်ချင်းတွေကတဟီးရီမောလာပြောင်းပြီးတော့မမနဲ့သူချစ်သူဖြစ်မဲ့နေကိုမယုံကြည်နိုင်မဲနဲ့ဆောင်စားရရှိတယ်မမရဲ့ကြိုးစားအထောက်မှုကလည်းဒီနေ့ဒီတစ်ချိန်မှမအောင်မြင်နိုင်မဲ့ဖျို့ဖျဲကပိုကယုံနဲ့အဆုံးသက်ရတာများတယ်အားလုံးရဲ့အမြင်မှာလည်းကြီးကြရတာဖြစ်ခဲ့တယ်ဒါပေမဲ့မမစိတ်မပြတ်ဘူးမမရဲ့မြတ်တာစစ်မှန်နေဆိုရင်တကယ်တော့တနေ့ကျရင်မမကိုသူရှက်လာနိုင်မှာပဲဆိုပြီးစိတ်ချယုံကြည်တယ်မမကမမောနိုင်မပန်းနိုင်လောက်ကျန်ဇလန်းနေတီထွင်ဖန်တီးရဲ့ညီတုဒနာကိုရအောင်တိုးကတ်တဲ့အထိတိုးကတ်လျက်ရှိတယ်မမရဲ့အားထုတ်မှုကဒီတစ်ချိန်မှာအောင်မြင်သေးလေနောက်တစ်ချိန်တော့အောင်မြင်နိုင်သေးရပဲလေမမရဲ့လကိုဒီတစ်ချိန်သူမခံစားမိသေးလေနောက်တစ်ချိန်တော့သူခံစားခွင့်ရှိလာအောင်ပါပဲထို့တွင်းနဲ့ပဲမမကသူချစ်မြတ်နိုးတဲ့ကောင်လေးရဲ့ချက်ကိုတံပြန်ရရှိဖို့အတွက်လှလှပပကလေးနေဖို့ပဲဆက်ကြိုးစားခဲ့တယ်ဒီနေ့တော့မမကားပေါ်မှာသူတက်မောင်းနိုင်မှုမမကလှုပ်ချန်ဇလန်းတစ်ခုကိုဘယ်သူမှမသိအောင်တင်ခဲ့တယ်မမရဲ့လုပ်ရက်ကတော့ရိုးရိုးကလေးပဲမကြသေးခင်ကမှအတန်းတက်လာတဲ့တက်တီးယားကဂျူနီယာတန်းကမျက်မှန်ထူထူဦးကြောင်ကြောင်နိုင်တဲ့ကောင်လေးတယောက်ကိုမမကခင်မင်းဖမ်းမိပြီးတော့မိတ်ဖွဲ့လိုက်ခြင်းနဲ့အချမ်းစီကိုစတင်ဟေးမောင်လေးက MB ကဂျူနီယာမဟုတ်ဘူးလားစာရီလိုက်နိုင်ရဲ့လားအခုညီလိုရင်ပြောတော့မမကစီနီယာဆိုတော့ဖိုင်နယ်ဖြည့်ပြီးရခါကျရင်ပတ်ဝန်းရောက်တော့မှမသိရရှင်းနေပေါ့ဟုတ်လားကောင်လေးကမမသူ့စီကဘာလို့အချိန်မှမသိပဲနဲ့ဦးကြောင်ကြောင်ဖြစ်နေပြီးတော့မျက်လုံးကလက်ကလေးနဲ့ခေါင်းကြီးပြပြီးတော့လှည့်ထွက်သွားဖို့ပြင်တယ်ဟေးခဏလေးမမကိုတစ်ခုလောက်ကူညီပြီးစမ်းပါမမရဲ့ကားရှိမှမင်းရဲ့ကားကိုကန်လန့်ပိတ်ရက်ပေးပါနည်းနည်းခက်ခဲနဲ့ကိုယ်ထွက်လို့ရအောင်တော့နေရာချပြခဲ့ပေါ့အပြေကြီးတော့ပိတ်မြင်နေလေထွက်လို့တော့ရပါစေကတိကတ်တက်ထွက်လို့ရအောင်လို့ဗျာကောင်ကလေးကဦးကြောင်ကြောင်ဖြစ်သွားပြီးမမကိုယူနေရလားဆိုရမျက်လုံးနဲ့ကြည့်လုပ်ပေးစမ်းပါကောက်ပေါ်တက်ပိတ်ရက်ပေးပြီးရင်သွားတော့ဟုတ်ပြီလားကောင်လေးကဘာမှမပြောဘဲနဲ့ကားပေါ်တက်မမရဲ့ကားရွှေမှာပိတ်ရက်ပေးအသာကိုရင်တော့ထွက်လို့ရအောင်လို့နေရာတော့ခြံထားပေးခဲ့ကောင်းပြီကျေးဇူးပဲဘယ်သူမှဘာမှပြောမနေနဲ့အောင်နော်ကားကိုညနေကျောင်းဆင်းနေထိလာမရွှေနဲ့ဟုတ်ပြီလားကောင်လေးတော့မှမမမင်းသေးသေးနဲ့ညီတူတော့လိုက်ရှာနေညီတူတော့တွေ့တော့မမအင်မတန်စိတ်ပင်ပန်းရှုပ်ထွေးတဲ့မျက်နှာထားနဲ့ညီတူတော့ရဲ့မမတစ်စိမ့်လောက်ကိုညီပေးပါအောင်လားဘာဖြစ်လာပြန်ပြီလဲမမအမြင်ညီတူတော့ရဲ့တွေ့တန်းဖြောက်တန်းတဲ့မျက်ခုံးကအနှဲငယ်ကိုကြက်ကြတော့ပြီးစိတ်ရှုပ်ထွေးသွားတဲ့မျက်နှာမျိုးဖြစ်သွားတယ်ဟိုတဲ့နေမမရဲ့ကားရှိမှာဘယ်တင်နာကလေးကကားလာပိတ်ရသွားလည်းမသိပါဘူးမမအိမ်ဆော့ဆော့ပြန်ရင်လို့ညီတူတော့လိုက်ရွှေ့ပေးပါလားယင်ကားကကတိကတ်ထွက်ရင်တော့ရလောက်မှာမမထွက်ရင်ပုတ်ဆွဲမိတော့မှဆိုလို့ကဲလာညီတူတာအေးစစ်စစ်ပဲမမနောက်ကနေပါလာခဲ့မမကားပေါ်တက်တယ်ကားထွက်လို့ရအောင်လို့စိတ်ရှိလက်ရှိစူးစမ်းရရှိတဲ့ကောင်ကလေးကိုမမတနာလဲတနာမျက်နှာလဲမျက်နှာလဲနေရာတင်းတင်းလေးကနေပြီးမနေရအောင်ထွက်ပြီးတဲ့အခါမှာသူချွေးဆိုးလေးရှိတယ်ကဲရပြီနောက်တစ်ခါအတန်းမတက်ချင်မဲ့ဆော့ဆော့အင်ပြန်မယ်ဆိုရင်မနေ့ကလေးကတောင်းမလာတော့ပိုကောင်းမှသိလားဆမမကိုအိုးမမကောင်းကြိုက်နေလို့ဥစ္စာမမရောင်ရမ်းပြီးတော့စိတ်စိုးပြီးခြေဆောင်မိတယ်စ
စမ်းတင်နှိုးထားတဲ့ကားရဲ့လီပါကိုစောင့်နေမိရတာဖြစ်ပြီးတော့ကားကဆောင်းထွက်သွားတယ်။သူကမမရဲ့ဗရန်ပထနိုင်မှုကြောင့်အလန်တကြားခုံရှောင်မိကြရင်ခဲ့။မမကကားပရင်ကနေခေါင်းပြူထွက်ပြီးတော့သူ့မျက်နှာချိုသွေးတို့ပြပြီးတော့တော့မယ်နော်မမရောင်ပြီးမိပါလိမ့်မိသွားလို့တော့တင်လာကြပြီ။ကောင်ကလေးကဘောက်ဆက်ဆက်ပြောပြီးလှထွက်သွားတယ်။မမစိတ်မဆိုးနိုင်မဲ့ရီမောပြီးတော့တူတူရှိလေးချုံပြီးတော့ကားဆက်မောင်းနေ။အခုချိန်မှာတော့တင်လာကြပြီလို့သူပြောရနိုင်နေမဲ့နောက်တစ်ချိန်မှာသူမမကိုဒီလိုပြောရမှာမဟုတ်ဘူး။သူကတစ်ချိန်ချိန်တော့မမကိုချစ်နဲ့နိုးလာမှာ။မမကိုလိုအပ်လာမှာ။မမနဲ့ပတ်သက်ပြီးတော့သူ့မှာတစုံတစ်ခုရှိနေရဲဆိုတဲ့အကြောင်းကိုမမရေးမိလိုက်တဲ့နေ့မှာမမတို့စီးကြောင်းကနေစီမီတစ်ထောင်ပူဇော်ပွဲကိုရွှေတော်စီတော်မှာကျင်းပတဲ့နေရာဖြစ်တယ်။ညနေချမ်းရဲ့အေးစိတ်မြင်တာတဲ့ချင်းလေးစီမီဝါချင်းကလေးတွေတောက်တောက်ပပနဲ့ဖြာလက်နေတဲ့အချိန်ပါဖျားရည်ရဲ့ငင်းချမ်းတည်ငြိမ်တဲ့အရေးအမွေတက်အောက်မှာမမကကိုတစ်ဖက်သက်ချစ်မြတ်လို့ဆွဲလန်းနေတဲ့ထိုလူငယ်ကလေးရဲ့မျက်လုံးရောင်တချို့ကိုစတင်ဖတ်မိခဲ့ခြင်းပဲဖြစ်တယ်။အတိတ်ပဲကိုတီတီချေချောင်ဖော်ပြတတ်ပေမဲ့ထိုတစုံတရာကမမအတွက်ကောင်းသောနှစ်သိမ့်ခြင်းတွေကိုတည်ဆောင်လာတယ်လို့မမခံစားမိတယ်။ထိုညနေကကျောင်းသားကျောင်းသူတွေရုံစုနဲ့တပ်ပုံတွေရိုက်ဖျားတက်ပတ်ဂျိုချောင်မကျန်လှည့်ပတ်ကြပြီးတော့ပျော်စရာအကောင်းဆုံးညနေခင်းတစ်ခုလည်းဖြစ်တယ်။မမတို့အတန်းနဲ့တပ်ပုံတွေစုရိုက်ကြတော့မမကညီတုဒနာမှာအသာရက်ပြီးတော့နေရာယူတယ်။မမတို့အနားမှာနေလို့ရအောင်လဲတငယ်ချင်းများကစီစဉ်တိုက်တွန်းပေးကြတယ်။သူကတော့ခက်အေးအေးနဲ့အင်ဂျွေရပဲ။မမနဲ့သူနဲ့ရှင်တွဲရတဲ့ဆိုကင်းကိုပဲကိုမမကအတော်ပီတိဖြစ်ပြီးထင်းမြတ်တဲ့မြပျော်ရွှင်နေတဲ့မျက်နှာထားကိုမျက်နှာပိုးတက်လို့မရဘူး။သိမှာပေါ့နော်။တပုံရိုက်ခန့်နေမှာမမထက်ခေါင်းတစ်လုံးပုံမြင်တဲ့သူ့ဦးခေါင်းထက်မှာမမကနောက်ကနေနေပြီးတော့လက်နှချောင်းကိုမြှောက်ထားလိုက်တယ်။သူ့ကောင်းပေါ်မှာမမလက်နှချောင်းထောင်ထားတာကိုရင်းမိပုံတော့မရဘူး။ညနေခင်းကတဖြည်းဖြည်းမောင်စားပြိုးလာပြီးစီမီတွေစတင်ထွင်းနေကြတယ်။မမတို့တက်တိုက်ကြီးသူ့ထက်ကအလူရက်ပြေးစီမီကွက်များမှာမင်းကြီးလို့ရအောင်လို့တွန်းတိုက်ပြုတ်သိပ်ပြီးတော့မင်းကြီးကြတယ်။ဟေးမမမိခွက်တွေလာမနှုတ်နဲ့နော်ဟိုဘက်မှာတထွန်းကြ။မမဒိတ်ထန်ထားတာကိုကွက်ပြအောင်ထုံးမှာမမပါဇက်ကလည်းအော်ရင်းနဲ့စီမီကွက်တွေထဲကနေပြီးမီးစာများစီကအသိယူလာတဲ့မီးချစ်ကလေးနဲ့ကမန်းကတန်းထွန်းကြီးလိုက်တယ်။ဟဲ့မီးဆက်စပင်ကြီးကလည်းဟာသူ့ဘဘရင်းနဲ့အနောက်ပို့ထားအောင်တယောက်ကလှမ်းအောင်လုံးဝမဆုံးခင်မမကမီးစာခွက်တစ်ခွက်ကိုညှိနေတော့ခေါင်းကိုငဲချလိုက်ပြီးမမစပင်အုပ်ကြီးကထွန်းညှိပြီးသားမီးစာခွက်နဲ့ရှိုက်ခနဲ့လောင်မြိုက်သွားတော့တယ်။အာမမစပင်နဲ့မီးလောင်ကုန်ပြီ။စပင်မီးညော်နေအောင်မမရဲ့အော်တာမှာဆူဆူရှာရှာထွက်ပေါ်လာပြီးတော့မမအနာကိုတယောက်အတင်းကျပ်တိုးဝင်လာတယ်။ထိုတယောက်ကညီပြတာပဲ။ဘလို့ဖြစ်တာလဲဆမမကိုစပင်းနဲ့တော်တော်လောင်သွားသေးလား။သူ့မျက်နှာထဲမှာစိုးရိမ်ပူပန်မှုတွေနဲ့အတူမမအတွက်တစ်ခုခုပါတဲ့ရေးရောင်မျိုးတောက်ပလျက်ရှိတယ်။အတန်ကဒေါသထက်တဲ့ပုံစံမျိုးနဲ့မမကိုတော်တော်စိုးရိမ်နေပေါ့။ဒီလောက်အေးဆက်တကူတော့ဖာတိဖာတာနေတဲ့လူပြောကသူ့မျက်မဆိုင်တဲ့ကိစ္စတစ်ခုမှပူပန်လာတာကတခုခုတော့စတင်ထူခြားတဲ့ထိမ်းမှန်နေနေမဟုတ်လားတိတ်မလောင်ပါဘူးအဖျားလေးကိုပဲမြိုက်သွားတာပါရှင်မီးကတိတ်တောက်နေတော့မမစပင်ရကြသွားဆမမကိုဟာအနေတခုခုတော့ဖြစ်နေတတ်တာပဲကွာအဲ့ဒါနမောနမနိုင်လို့ပြရခက်လို့တခုခုလုံးတိတိတက်တက်စနစ်တကျလုံးမှာပေါ့သူကမမရဲ့မီးလောင်သွားတဲ့စပင်ရဖျားလေးကိုဗီဒီယိုစိုက်ကြည့်ပြီးတော့ခလေးတယောက်ကိုစုလိုမျိုးတိုးတိုးတိတ်တိတ်စုပုံနေထိုအချိန်မှာမမတို့နှစ်ယောက်ရဲ့အမတ်မထင်ဆုံတွေ့ကြတဲ့မျိုးဝန်းများရဲ့ရှွန်းလက်တောက်ပတ်မှုကလည်းစီမီရောင်များတလက်လက်မှုနဲ့မမရဲ့စိတ်ထဲမှာလှိုင်မောပြီးတော့ရင်တုန်လာခဲ့တယ်။ထို့နောက်သူကပဲမမစီကနေပြီးတော့စတင်ထွက်ခွာပြီးဖျားသွားရှုပ်ခေါ်တယ်။မမကသူ့အနာမလန်းမကန့်မှထိုင်လိုက်ပြီးတော့ဖျားအာရုံပြုပြီးတော့တောင်းဆိုတစ်ခုကိုညင်သာတိမ်မွေးစာဖြစ်ခဲ့တယ်။အရှင်ဖျားမမရဲ့မေတ္တာစမှန်နေဆိုရင်မမနဲ့သူတနေ့တော့ချစ်သူတွေဖြစ်ကြပါစေဖျား။ထိုချိန်ကစပြီးမမနဲ့သူကတယောက်ကိုတယောက်တွေ့ကြရင်အရင်ကလိုတိတ်မစင်းကားတော့ပဲသူကမမရဲ့အပြုမူတစ်ခုခုအတွက်အရာရာလှုပ်တက်ပြီးတော့စကားတစ်ခုခုကိုပြောလို့ရှိတတ်တယ်။အနှဲငယ်ညစ်ကြဲကြဲကြတဲ့မမကတော့သူ့ကိုချစ်တယ်ဒါပေမဲ့ကလန်ကစားလည်းလှုပ်တက်လာတယ်။ဘာဖြစ်မမကိုသူviewဆိုင်လာတာကတော့မမကျင်နေရတယ်လေ။ဆေးရုံမှာဒေါင်းမြပနက်ထူထူကြီးနဲ့စပင်အောင်ထူဖွာခလဲကွဲကျူတီကုတ်တဖားဖားနဲ့ပစ္စည်းရပြုတ်ကြရမကြခဏထွက်ဘောထဲမှာလမ်းသားလာမှတ်နေတတ်တဲ့မမကိုသူဘယ်တော့မှကြည့်မရဘူးလေဆမမကို what is လုံးမေးစမ်းမလဲဒီစပင်မျိုးစလုံးထုံးထားကြ
စပင်းကြီးဖားလာလာနဲ့ရှုပ်ရှက်ကိုခက်နေရပဲအမလီစလုံးမတုံးနိုင်ပါဘူးမမလူရှိရုပ်ပေါက်တော့မှာပေါ့အယုတ်ရင်တော့မှာပေါ့ဆိုပြီးမမကက်ကက်လန်အောင်ပြန်ရန်တွေ့စလုံးမထုံးမင်းနေနေသူကမမလာတာကိုမကြည့်နိုင်လို့မမယုံဆိုးဆိုးအောင်စလုံးထုံးခိုင်းရက်တာလို့စိတ်ဆိုးစွာနဲ့တောင်းတွေးမိသေးတယ်သူကမမရဲ့အလုံးမြင်မထုထဲတဲ့တောက်ဖက်တွေကိုလည်းကြည့်မြရတော့ကြည့်မြတာတခြားတော့မဟုတ်ဘူးထိုဖက်နဲ့မြင့်ကြီးနဲ့သူ့ကိုမကြာခဏတက်နေမိတယ်လို့မျိုးမမကိုထိုင်နဲ့ကိုချလောက်ကိုပြန်တက်နေမိတော့ကြောင့်ဖြစ်တယ်ပစိုးရှိရှိဝတ်တက်လေးရှိရဲ့ကျောင်းသားတယောက်ကိုမမဖက်နဲ့နေမိတဲ့အတွက်ကြောင့်မလို့ပစိုးကျွတ်မကြအောင်မနဲ့ထိုင်ဖန်ပေးလို့ရသေးတယ်သူ့ကိုတက်နေမိစင်တော့ကလည်းသူကနာကျင်စွာကြိတ်អော်ပြီးမမကိုမျက်စောင်းထိုးတာအဲ့ဒါကြောင့်ငါပြောတာနေဖက်နဲ့ကြီးကဟိုလူတက်နေဒီလူတက်နေနဲ့တော့ကြခလုတ်တိုက်လိုက်နဲ့ဒါဖက်နဲ့ကြီးမစိစမ်းပါနဲ့စမမကိုရဆိုပြီးတော့သူ့ကိုပြောခဲ့တယ်မမကတော့တောက်ဖက်နဲ့စီတိုင်းလူတိုင်းကသိလာတာပဲလို့ပြောကြတဲ့အတွက်ကြောင့်မလို့တောက်ဖက်နဲ့ကမစီးပဲတော့မနေနိုင်။အိုးမမကမွေးကလေးကတောက်ဖက်နဲ့စီပြီးမွေးလာတာရှင်။တောက်ဖက်နဲ့စီမမကလှတာ။အဲ့တော့စီးရမယ်လေ။ဆိုပြီးတော့ကြိတ်ကန်ကန်နဲ့ပြန်ပြောတယ်ဆိုတော့မမကိုပြောမရလို့ဒါလက်ပိုက်ကြည့်နေတဲ့မျက်နှာမျိုးနဲ့ညင်တက်သွားတယ်။မမကသူ့ကိုချစ်တော်လဲသူ့မိတ်ပြီးတာစုပူတာကိုတော့ဘယ်တော့မှငြိမ်ခံနေမရှိဘူး။အနေချင်းတော့ထွန်းတက်မှချိန်နေတယ်။ပစ္စည်းတွေကတစ်ချိန်လုံးပြုတ်ကြနေရပဲဟာတော်တော်ဘောပင်ပြုတ်ကြတော်တော်ကွန်ပတ်ပြုတ်ကြနေတကယ်ကိုအရန်ဗရန်ဗရာလောက်တာပဲနေရာကအေးစစ်စစ်မလုပ်တတ်ဘူးပြန်အောင်ခံနေရပဲသူ့ခုံအောက်စီကိုဘောပင်ပြုတ်ကြတဲ့ဟာကိုကောက်ပေးရတိုင်းမချင်မနှက်နဲ့ညှင်းညူချင်းဖြစ်တယ်မမကသူ့နားမှာကတ်ထိုင်နေတစ်ဖက်ကိုစောင့်ကနေတို့ထွက်သွားတယ်စမမကငါချင်းတစ်ခုပေးမယ်ညီရဲ့ပစ္စည်းတိုလီမုတ်စာတွေဘယ်တော့မှပြုတ်မကြအောင်ကြွတိတ်ချဲစုပြီးတော့ကင်ပါလားအကြံပေးလိုက်တယ်ဆိုရင်မမအစီဆိုးပြီးတော့အမြဲတမ်းရံပွဲကျွတ်တလုံးနဲ့မမကိုအယူခိုက်ဖြစ်အောင်လို့ဖမ်းခိုင်းတာပဲလေတော်စမ်းမမအယူညမှတ်နေတာမမကကျွတ်ကန်ရမယ်အရွယ်လားပစ္စည်းတို့ကြောက်လို့ကောက်တာဘာမှဖြစ်ဘူးကျွတ်ကြီးနဲ့မမရုပ်ဆိုးကုန်မှာပေါ့အားကြလိုက်တာလဲလုံးရောမမပြုတ်ပြင်ပြောင်းလဲမလားစိတ်ကူးနဲ့သူစူးစမ်းလဲမအောင်မြင်ဘူးစမမကိုလောက်စကားများလုံးပြီးနမောနမဲ့နိုင်လုံးလားရှက်ပြပြနိုင်လုံးလားမရှိတော့ဘူးသူအမြဲတမ်းစိတ်ပြက်လက်ပြက်နဲ့အဲ့လိုမျိုးမြင်းကြီးညူပြီးတော့လက်လျှော့သွားရတယ်သူရှိမှတယ်မဲ့မမကတငယ်ချင်းနေနဲ့လူရဲ့စကားတွေများနေတော့ကန်တင်းမှာအနောက်ကတယောက်ကခုံပယ်ထားတာကိုမသိဘဲနဲ့ထိုင်ချလိုက်ဖြစ်ဖင်ထိုင်ရဲ့လဲချဘူးတာလေမမလဲချတာကိုသူသားငင်းကြည့်ပြီးထိုင်ကန်ကြီးများကိုထိုင်မဲ့ထိုင်ကုန်ကလေးပြန်စစ်သေးပါအောင်လားကိုမမကြည့်တော့အနောက်မှာရှိနေရပဲပြီးမှအနောက်ကတယောက်ကလာဆွဲယူရဘလို့ဒီမှာလဲမမနောက်စိတ်မှာမျိုးလုံးမပါတာညီတူတာရဲ့မမအဆက်ပြီးပြန်ပြောတယ်တကူကူဖြစ်ပြီးတိုင်းလည်းမမအတွက်အကောင်းဆုံးစီနေတကူရှိတတ်တာကိုသူကအောင်တော်တော်ကိုအံ့ဩနေပုံရတယ်မမအတွက်အံ့ဩစရာကောင်းလာတာကတော့သူကမမရဲ့ချွတ်ချော်တိန်ဆောင်မှုတွေမှားယွင်းမှုတွေကိုတဖြည်းဖြည်းနဲ့နားလည်လာတာပဲဖြစ်တယ်အခန်းကားကိုလည်းဆက်ပြီးတော့စောင့်ပြီးနားထောင်ပေးပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင် channel လေးကိုလည်း like and subscribe လုပ်တော့ပေးပါအောင်နော် bye bye